ဘာလို့ငုံနေရလဲမကောင်းလို့လား အေးပါတည်းငါစိတ်တော့ချင်လို့ဘာမှလည်းမရှိဘူး ဘာမရှိတာမနေ့ကနေစေးကန်းသွားတာဆေးတွေပေးလိုက်တယ်ဆို ဆေးရရှိတယ်ဒါပေမဲ့ဆေးအောင်ကအစားစားပြီးမှဆေးတောက်ရမယ်အစားမစားရင်လည်းအစာရင်ဖြစ်မယ်ဆေးမတောက်ရင်လည်းဖျားမချဘူးတဲ့ နေရရှုပ်ကဲပြောဘာလို့ပြရမလဲခုချိန်ကန်နေရလဲပိတ်နေဘာမှလည်းစားကြတယ် ဒါလေးတော့ရှိတယ်ဒါလေးတော့ပြုတ်ပေးပါနော် ပြတ်တယ်ငါလည်းငငူတော့ဘာလို့လာကြည့်ပြီ လူပါငါကိုယ်ရရန်ပို့နေလို့ပါ ကဲငါတော့ပြုတ်ပြီးမယ်နေတို့မရှောက်မပြောနဲ့နော်အာမချောင်းမကြားလား အေးပါကျေးဇူးတင်ပါတယ် ခေါက်ဆွဲပြုံးနိုင်ရင်ခွေးနေပါလားလို့ဝင်လာခုတော့ကွက်တီပါပဲလားကာတာဆက်ချတစ်အောင်မင်းကိုဘာကြီးလောက်နေလဲသိလားဟုတ်ကဲ့သိပါတယ်ရက်စစ်မီးဖို့တောင်းမိပါတယ်အေးပြက်စစ်ပစ္စည်းကိုအချိန်မတော်နီးလက်မှန်မှန်ပဲအသုံးပြတာတပြည့်ညအချိန်မတော်အစားထစားတာတပြည့်မင်းလုပ်တဲ့ပြစ်တွေမှာတပုံကြီးမင်းကမင်းသိလားဟုတ်ကဲ့သိပါတယ်အေးဘယ်ပြန်မင်းငေါ့လာတဲ့ဖို့မောကုန်တင်ကျွင်းရဲ့စေတာသစ္စာတရားကိုငယ်လိုတန်ဖိုးထားအမှန်တရားမျက်နှာတို့အသက်ပမာတို့လူငယ်မျိုးဆက်တင်များရဲ့ဒီသက်ကိုတာဝန်ကြည်စီမေ48ဒီသက်ကိုလက်စင်ကန်းရဲ့တမိုင်းရဲ့မွေဆောင်းရှောင်းတင်းတင်းမေစစ်တပ်မှာတိုက်တွန်းချက်နဲ့တားမြစ်ချက်ဒူးဟန်တော့2မျိုးပဲရှိတယ်လောက်ပါဆိုတဲ့ကိစ္စကိုကြေပြွန်အောင်မြင်အောင်လုပ်တိတိကျကျလုပ်စေတနာထားပြီးလုပ်မလုပ်ရဘူးဆိုတာကိုလုံးဝမလုပ်နဲ့အတိအကျပဲအမိတ်မနာခံမှုဟာ
တက်မတော်သားတယောက်အတွက်အယုတ်ဆုံးအကြီးတန်းဆုံးပြစ်မှုပဲအေးပြီးတော့စစ်သားဆိုတာလေအချစ်အနေနဲ့အချိန်အခါကိုသိရတယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဆန္ဒတွေကိုအသိတရားနဲ့ထိန်းချုပ်နိုင်ရတယ်မင်းလို့သာဘိုက်စာတိုင်းအချိန်မတော်စီကံဖောက်အစားခိုးစားရင်ရှေ့တန်းမှာအစာငတ်ခံပြီးတော့စစ်တိုင်နေတဲ့စစ်သားတွေကိုမလေးစားရကြမှာပေါ့အေးအဲ့အသိတရားကိုနင်းရဲ့စစ်သားဘွားတစ်ချောင်းကိုခေါင်းထဲမှာမြဲနေအောင်ထည့်ထားလိုက်ရောက် ကြောက်တာလို့မကြောတဲ့စိတ်တကြံခိုင်နေစင်လာမျိုးဆက်သွေးတွေမို့တာဝန်အမြဲတည်နိုင်ငံအတွက်ဆူဆိုရဲတဲ့မမြတ်တဲ့ပိစချင်နဲ့အမှန်တရားပဲမှာထာဝရသစ္စာတည်နေဒီကိုဘာရက်လုံရလဲဟိုမှာသူများbreakfast စားနေကြတယ်ကားသား16အေးမင်းကငါမှတ်ထားလိုက်ပြီနော်မင်းတန်းစီနောက်ကြလို့အောက်ခံနေတာမဲ့တော့ကြားနေရလဲပန်းလေးနှစ်ပွင့်ကိုကတ်ပြီးခြိထားတာပဲဘယ်လိုစိတ်ကူးနဲ့များလှုပ်ထားလဲမသိဘူးနော်ထူးဆန်းလိုက်တာအဲ့ဒါဝေးกว่าပြီးအထီးကျန်ဖော်မဲနေတဲ့ပန်းလေးတွေကိုစာနာပြီးတော့ကိုညီပြီးခြိပေးထားတာလေတကယ်ကြီးလားနင်ကဘယ်လိုလုပ်သိရလဲအဲ့အမျိုးတွေလောက်တတ်တာဆိုလို့ငါမှတယောက်ပဲရှိတယ်။ तू ကအဲ့အမျိုးတွေကိုငငယ်လေးတဲ့စိတ်ကူးချင်ပြီးလောက်တတ်တာလေ။င
ငါနဲ့ငါမမနဲ့ကငါအဖေနဲ့မေကွာရှင်းပြီးရဝေးခဲ့ကြတာအခုချိန်ဒီပြန်မတွေ့ကြတော့ဆိုပါတော့ ဟဲ့ငါအော်လိုက်တာဟဲ့နင်ပြောပုံအရဆိုရင်ဒီเจ้าထဲမှာနင်မမရှိနေရပေါ့ဟုတ်လား ခုအချိန်နေရတော့သူဘာတူလဲသူဘာမှလဲဆိုတာငါမသိရသေးပေမဲ့ငါနဲ့ငါမမနဲ့ကဟိုးရင်လုံးမဝေးတော့ဘူးဆိုတာငါစဉ်းစားလိုက်တိုင်းငါရင်ထဲမှာပျော်မိရဲ့စစ်စစ်ရဲ့ ကျောက်စရိတ်ရွာကားလမ်းဘေးမှာနေရှိနေတဲ့ဟာငါတို့ဘာလို့တိုက်လို့မရသေးတာလဲ သူတို့ရောကပြည်သူစစ်တွေကရစစ်စစ်ကြက်တယ်နားတော့ကတ်ဖို့မလွယ်ဘူး ဒါလည်းနေပြည်တော်စစ်ကြောင်းအားကိုးနေမို့လို့ပါပြအဲ့စစ်ကြောင်းကအများနဲ့ရှိနေမှာမဟုတ်တာမင်းတို့တွေအဲ့စစ်ကြောင်းမရှိရဲ့ချိန်တရင်ရနေအဲ့ရွာဝင်တိုက်ပါ ပြီးရလားအဲ့ဒီလိုလှုပ်လို့သူတို့ပြည်သူစစ်တွေအတွက်ငါတို့ကတော့ကြားတယ်လေ အဲ့ရွာပြည်သူစစ်ကိုခေါင်းဆောင်လုပ်နေတာစစ်သားလူတွေများသိန်းဆိုရဲဒီကောင်ကတက်ကရတဲ့ပင်စင်လာစာနဲ့အသက်ရှင်ရှင်မနေချင်ဘူးနဲ့တူတယ်အဲ့ရွာကိုဥဆောင်နေတာများသိန်းဆိုရဲကောင်များသိန်းမရှိရင်အဲ့ရွာခေါင်းမရှိရဲ့ကိုဖြစ်သွား ဒီကပါဒါဆိုညာတဲ့ရင်ကိုငါတို့အရင်ဝင်တိုက်ကြမယ်လေ ငါပြောရလဲအဲ့ဒါပဲညာသိရင်ကကားလမ်းဘေးနေရှိနေတာဆိုတော့တစ်ဖွဲ့ကကားလမ်းကိုဖြတ်ပြီးအရှိကအယောင်ပြပြီးတိုက်နောက်တစ်ဖွဲ့ကလေခွင်းကိုဖြတ်ပြီးတော့အိမ်နောက်ဘက်ကဝင်တိုက်တိမ်လုံးမသားပေါ်ဘူးငါတို့ရဲ့တပတ်ခါညာဝင်တိုက်မယ် ရရတဲ့တဲ့နေ့ရဒီကောင်လေးရောချောင်းနေနေရရှိပြီဆရာကြီးအပြည့်ရဆရာကျော်ကဲမောင်းနေလည်းလင်းကြချလာတာပဲဘာမှဖြစ်တော့ပါဘူးတိုက်ပွဲဖြစ်တာနဲ့ဘုံဘွားလည်း3နိုင်နဲ့ရောက်လာမယ်လို့ပြောထားတာပဲလေကျွန်တော်တခြားနေရာတွေစိတ်ချတယ်ကျွန်တော်စိတ်မချဆရာကြီးအိမ်မယ်ဒီနေရာရှင်းအောင်တော့ပွင့်နေတာအိမ်မှာလည်းတားနေရဆိုရင်တော့ဘောင်းအိမ်က3အောင်ရှိတယ်3အောင်ပေါင်းလောင်းကြော်ပေါ့ကွာဟိုတိုက်ပွဲဖြစ်တဲ့အခါကျမှပဲလိုအပ်ရင်တရားတွေကဖုန်းနဲ့ဆက်သွယ်ကြတာပေါ့ဟုတ်ကဲ့ဆရာတော့ကျွန်တော်သွားတော့မယ်ဆရာဆရာကျော်နိုင်တော့ပွဲကနေနိုင်တော့ပြလေခွင်းထဲမှာဒီကောင်လေးရောက်နေစတော့ရှိနောက်ဆက်နေလေခွင်းထဲကိုဖိုးရင်းနဲ့ပြေးမယ်ဆရာကြီးအရှိကိုလည်းကူးဆက်ပါဒီကောင်လေး10ရက်လောက်ဖြစ်ပြီးသွားတယ်တာရှိမရှိကြနေတာအဲ့ဝလာနော်ဟုတ်ကဲ့ ဘုရားတဲ့တော်တော် view စိုက်ကြအောင်တော့ကျုပ်ကလေကြီးကတဲ့ကိုကြည့်ဖြစ်ပေမယ်ဘုရားကေဘာဒုက္ခပါဟဲ့
အောင်တော့တာအတားရိုင်းလား ကျွန်တော်တို့ဖွဲ့ရွာနာကက်နေပြီအားလမ်းဘက်ကနေပတ်ဝင်ခဲ့မယ်အချင်းမမောက်ကိုကြည့်ထားပေးဦး ဖြစ်တာတွေတော့ဖြစ်ပြီးသွားပြီပေါ့ဗျာခဏတို့သားမီနောင်ရေးဘယ်လိုစီမံမယ်ဘယ်လိုလုံခြုံအောင်စီမံပေးရမလဲဆိုတာကိုသိချင်လို့ဟောဒီကစစ်ကြောင်းမူကြီးလာတော့ခေါ်မေးရတာပါပဲဆရာကြီးမြတ်သိန်းတို့တားဖတ်တော့လဲစိတ်မကောင်းပါဘူးဗျာဒါပေမဲ့လဲစစ်သားမိသားစုတွေပြည်ရန်သူကိုအညံ့မခံမဲနဲ့တတိရှိရှိပြန်တိုက်ရဲတာကိုတော့ဗျူဟာမှုကြီးနဲ့တိုင်းမှုကြီးရပါချီးကျူးနေကြပါတယ်လူကြီးတွေကတော့ခင်ဗျားတို့ဒီမှာဆက်ပြီးတော့မနေသေးချင်တော့ဘူး KIA ဆိုတဲ့ကောင်တွေကဒီမှာနေပြီးမှမဟုတ်ဘူးတဲ့နေကန်းကောင်တွေနဲ့ပေါင်းပြီးထပ်လုပ်ကြမှာကိုစိုးရိမ်နေကြတာ ဟုတ်ကဲ့ပါလူကြီးတွေရဲ့ဆွေနော်ကျွန်မသိပါဒါမှမဟုတ်ယောက်ျားနဲ့တောင်းငယ်လေးဆုံးတော့တဲ့ဒီနေရာကြီးကိုစွန့်မကြတာကျွန်မအင်အားမရှိဘူးဖြစ်နေရ ဒါလည်းဒါပေါ့ဗျာတည်သူတွေကဘာမှမသိတော့တဲ့အချိန်မှာရှင်သူတွေကကိုယ်သက်ဆက်ရှင်အောင်လုပ်ဖို့အခွင့်အရေးရှိပါတယ်ဗျ ကဲဒီလေးမင်းရောဘလို့သဘောရလဲအမေအတွက်ရောဘလို့စီမံခြင်းလဲ မောင်ရဲ့မင်းတို့အသက်ရှင်မှုကပိုအရေးကြီးတယ်ကွာဘာမှနောက်ဆန်တင်းမနေနဲ့ဘာကြီးတို့အားလုံးဝိုင်းကူညီမယ်ဟုတ်ပြီလား ကျွန်တော်လည်းအမေကိုထပ်ပြီးမခံစားစေချင်တော့ဘူးဗျာအမေစိတ်လျှော့လိုက်ပါတော့နော်အမေနာမှာဒါအမြဲတမ်းဆောင်းရှောက်နေမှာပါအမေရဲ့ဒါတို့ပြင်မနာပြန်အောင်နော်မေနော် မေဘွားဆိုတာတဲ့အမေသားရဲ့အနာဂတ်ကပိုပြီးအရေးကြီးပါလေ
စစ်ကြောင်းနဲ့ရွာလို့ရှိကျမတို့တားမိဘိုးဟာရရှိအစားတိပြတဲ့ပြင်မနာပဲပြန်မမယ်အစိပ်ပြည့်တို့ကစီစဉ်ပေးကြပါလို့ရှင် ကောင်းပါလေဗျာကောင်းပါလေခမရတို့တစ်ခုခုထပ်ဖြစ်ရင်သွားလေသူကိုမြသိန်းကြီးအတွက်ကျုံမျက်နှာမပြဝန်းတယ်လို့ဖြစ်နေပါမယ်ဗျကြံငယ်မဲ့အိမ်လဲခြံလေးကိုခမရတို့မသွားခင်ရောင်းချနိုင်အောင်ကျုပ်တို့ဝိုင်းဝန်းစီမံပေးပါမယ် ဒါရှိရနော်မင်းနော် ဟုတ်တယ်ငါပြောပြမယ်ဟာငါဒီမှာနော်ဖုန်း3လလုံးနေမှာဒီတစ်ခါလေးပြောရဖို့အရေးကိုနော်ဖုန်းကအလုံး90ပဲရှိရသိလားငါလူတွေအများကြီးနဲ့ဝိုင်းပြီးတော့လူလာရတာနော်ငါမှနင့်ကိုဖုန်းပြောဖို့အတွက်အဲ့လောက်တော့မှစူးစမ်းထားရတာနေရောငါမရှိတဲ့တွေ့အတွင်းမှာဘာတွေလုပ်နေလဲနေမပြောနဲ့အောင်ငါပဲပြောမယ်ငါပြောရပဲနားထောင်နော်ငါတို့ဒီမှာဘလောက်ပင်ပန်းလဲဆိုတာနင်မသိဘူးသိလားဒီထဲမှာနော်မလေးချင်းကနေလည်းလှုပ်ရတယ်ငါမှဖုန်းတော်မှာနင်နဲ့ပြောဖို့ခိုးယူသွားတာငါခွဲခံလိုက်ရတယ်နင်နော်နင့်တော့ငါဘလောက်စူးစမ်းထားလဲနင်နော်ရှိုးရှက်တွေလုံးမယ်မစူးစမ်းနဲ့နော်ငါနင့်ကိုစောင့်ကြည့်ဖို့လွတ်ထားမှာနော်ကြားလားဟယ်လိုအဖေသတိထားလိုက်တာအဖေရဲ့အဖေနေရောကောင်းရလားဟိုအေးလို့ရှိရင်ရောအဖေ6လေးကြိုက်နေသေးရဲ့လားဟိုပြီးတော့အဖေစားရေးတောက်ရောအဆင်ပြေရဲ့လား သမီးရဲ့ဖြည်းဖြည်းမေးပါဖေဖေကလည်းသမီးလေးကိုရမ်းတတိယနေနော်ဖေဖေနေလည်းကောင်းတယ်ဖေဖေ6လည်းနေရာကြဖြစ်နေပြီဟာသမီးငိုနေရလားအာငါသမီးတော့လုံးပြီကွာသမီးကစသားဖြစ်နေပြီလေမငိုရဘူးနော်ငိုနေတော့ ဟုတ်ကဲ့ပါဖေဒါဖေနဲ့ခုလိုမျိုးတစ်ခါမှမခွဲဘူးတော့ခုလိုဆက်တော့ပြန်ရလို့ဒါအရင်ပြောလို့ငိုမိတာပါဖေရဲ့အဖေဘာလို့တန်တိတ်သွားတာလဲဖေရဲ့ဒါမငိုတော့ဘူးနော်ဖေပြီးတော့ဒါတင်ထဲမှာစစ်သားကောင်းတယောက်ဖြစ်အောင်ဒါစူးစမ်းမယ်တော့ဒါကြည့်ပေးပါလေဖေရဲ့တော့ သမီးကိုဖေဖေယုံပါလေသမီးကိုဖေဖေတရင်တစ်ခုပြောစရာရှိတယ်လူလောကရဲ့ဖြစ်ပြီးပြတ်တတ်တဲ့သဘောတရားသမီးနှလုံးသွင်းပြီးသေချာလေးနားထောင်နော် ။ဘာများလဲဖေရဲ့။တာရှင်နဲ့ထိတ်လိုက်တာ သမီးရဲဝဲအောင်ဖေညာသိန်းနဲ့သမီးတိတ်ငယ်ချင်းဆွမ်းထက်အောင်ကံဘလူကမှာကေလက်ချက်နဲ့ကြာဆုံး ။ဟမ် သူ့ဖေကပြည်သူစစ်ခေါင်းဆောင်ဆိုတော့ရန်ရှာခံရတာပေါ့လေ ဖေအဲ့ဒါဆိုကိုကြီးရဲ့ဝင်အောင်နဲ့ကြီးမို့တော့ရဲ့ သူတို့နှစ်ယောက်ကတော့လွတ်သွားတယ်အခုပြင်မဘက်မှာခြေချနေကြတယ် ။ဒါဆိုတပီးဘွားတွေကနေနောက်တဲ့နှစ်ယောက်ထပ်သွားပြန်ပြီပေါ့နော်။သူတို့ဘယ်တော့မှတမတွေ့ရတော့ဘူးနော်ဖေ သမီးစိတ်မကောင်းဖြစ်မှာဖေဖေသိတယ်ဒါပေမဲ့သမီးတိတဲ့နေတယ်လို့ဖေဖေပြောပြတာဖေဖေလည်းသမီးနဲ့ထပ်တူခံစားရပါတယ်ဘိုးသူစားနဲ့ရဲဝဲအောင်လို့ဆိုပူခံစားရမှာပေါ့သူဆိုပူဆူပါတယ်အဲ့တော့သမီးအချိန်ရရင်ရဲဝဲအောင်စီဖုန်းဆက်ပြီးတော့အားပေးလိုက်အောင်နော်ဖေဖေဖုန်းနံပါတ်တစ်ခုပေးမယ်သမီးသိချင်မှာနော်
ကြီးတောင်ပြန်လာပြီ နေပြင်မနေပြီလားမေရဲ့တားပြန်ရောက်နေပြီပဲမေရဲ့တားရောက်မိပါအောင်နားပါအောင် ရပါတယ်တားကြီးရေအမေရတာလေငါတာကိုပင်မနေပြီလားလို့မေးရမှာတားကြီးခင်ဗျာလေတက္ကသိုလ်ဆက်မတက်ဖ ೇನೆ အမေဘေးမှာအဖော်ပြုတ်ပြီးနေပေးနေရရှာအမေတားကိုတနာလိုက်တာတားရဲ့ အမေကလည်းအမေကိုအနီးကပ်ဆောင်ရှောက်ပေးရမယ်တောင်းဝင်ဒါမှရှိရလေအဖေနဲ့ညီလေးဒီလောကကြီးကနေမထင်မှပဲထွက်ခွာသွားလို့ခံစားနေရတဲ့အမေတို့ကဒါအမေပေးနာမှာတစ်သက်လုံးရှိနေပြီမှာနော် ဒီခေတ်တီကအဲ့လိုနေရာမျိုးမှာမထင်မှတ်ပဲကြုံတွေ့ရတယ်လောကရဲ့အကြောင်းတရားပေါ်တားရည်လင်းနေတာဆုံးရှုံးသွားလို့အမေတော့ကဖြစ်နေတာတစ်ပိုင်းပေါ်တားရည်ဟာတိုင်းတာလေကိုဘွားတူတက်ရတူတက်ကြလမ်းစာကိုရှာပါတားရည်နော်တာ လက်တလောကတော့တားရင်ဘတ်တရားတရားအိမ်နာမကျက်သေးဘူးမေဘဝတိုးတက်ဖို့ဆိုတာတဲ့အဲ့တရားတွေဘယ်လိုကုစားရမလဲဆိုတော့ပဲဒါစဉ်းစားနေမိတယ် ဒါရဲ့အမေတို့ဘာမှနောက်ဆန်တင်းစရာမလိုတော့ဘူးလေဒါရဲ့အခုလိုအေဂျင့်နဲ့နေရမှာဒါရဲ့အဖိုးဖွားတွေထားခဲ့တဲ့ဟော်ရီနေစရာအိမ်လေးလည်းရှိတယ်တားဖေရဲ့ပင်စင်လည်းရှိတယ်ပြီးတော့အမေအခုဈေးရောက်နေတဲ့နေ့စဉ်ဝင်ငွေလေးလည်းရနေတာပဲဒါရဲ့ဒါလေကိုဘွားတိုးတက်ဖို့အတွက်တေချာစဉ်းစားပြီးရွေးချယ်ပါဒါရဲ့နော်ဒါနော် ဟိုဝိုင်းနေပြီနော်အကျော်လေးရပါပြီဗျမေဟိုဝိုင်းပြီးပြီနော်အားမရှိဘူးနော်ဟုတ်တာဘာလို့ပြအောင်လဲ ရပြီရပြီ ဟယ်လို ဟယ်လိုကိုကြီးလားကိုကြီးတားတက်ပါ ညီမလေးတင်တန်းတက်နေရဆိုအခုဘယ်ရဆက်နေရလဲအစင်ရောပြေရလား ဟုတ်တားအဆင်ပြေပါတယ်ကိုကြီးရဲ့ဟိုတင်တန်းကဖုန်းပေးပြောတဲ့အချိန်ကိုစောင့်ပြီးတော့ကိုကြီးစီကိုဆက်လိုက်တာကိုကြီးရောအဆင်ပြေရလားယဟိုတားဖေးစီကနေသတင်းတွေကြားပြီးပါပြီ အချိန်တစ်ခုအသားကြဖို့အတွက်အချိန်တစ်ခုတော့လိုတာပေါ့ညီမလေးကိုကြီးဘေးနားမှာမေရှိနေသေးတာလေအရာရာကိုရင်ဆိုင်ဖို့အတွက်ခွန်အားတစ်ခုလိုပဲကိုကြီးစိတ်မပူနဲ့နော်ညီမလေးကတင်တန်းတက်နေတာဆိုတော့တင်တန်းမှာအဆင်ပြေအောင်နေပြီးတော့ညီမလေးရင်ဘတ်တွေကခံယူချက်အတိုင်းကိုလိုချင်တဲ့ရည်မှန်းချက်ပန်းတယ်ကိုရအောင်သွားဘယ်တော့မှအရှုံးမပေးနဲ့ဟုတ်ပြီလား ဟုတ်ကဲ့ပါကိုကြီး ညီမလေးကိုကြီးကိုလေဘယ်နေရာရောက်အခုလို3တရားနဲ့ဖုန်းဆက်တဲ့အတွက်တကယ်ဝမ်းသာတယ်နော်နောက်ပြီးတော့ညီမလေးဖုန်းဆက်လို့ရတဲ့အချိန်နဲ့လည်းကိုကြီးကိုဖုန်းဆက်နော်မေ့မထားရဘူးနော် အင်းမကိုကြီးရလဲဟိုတားဆက်လို့ရအချိန်ကျရင်ဆက်မယ်နော်ဟိုအခုတော့ဒါပဲနော်ကိုကြီး ပြရတတ်တာတော့နပွဲနဲ့ကော်ဖီခါရပါတော့နိုင်နော်ဒါပေမဲ့တော့နပွဲနဲ့ကော်ဖီနဲ့ခွက်လိုက်မလေးပါမှာလို့ဘာလို့တက်ထဲဝင်ရမှာလဲတားကြီးရယ်တားကိုရက်ွက်ရောခေါ်ပြောလို့လားဒါမှမဟုတ်တားမဲပေါက်တာလားမိဘနဲ့အတူနေပြီးတော့လောက်ကင်ကျွေးမွေးပြုစုနေတဲ့တူးတဲ့သောသားဆိုလို့ရှိရင်မခေါ်သေးလို့အမေကြားတယ်တားရဲ့ အမေပြောရတယ်တခုမှမဟုတ်ဘူးအမေရဲ့တားကိုလည်းစီးရင်ပေးလိုက် ဘာလို့စီးရင်ပေးလိုက်ရလဲတားကြီးရယ်အမေမလင်ရောတားဆုံးရှုံးထားရတာမကြသေးဘူးလေတားရဲ့ ဟုတ်ပါတယ်အမေရဲ့ဒါမဲ့လေအခုခေါ်တဲ့ပြည်သူစစ်မှုထမ်းဆိုတာနိုင်ငံတိုင်းလိုလိုမှာရှိကြတာလေအမေရဲ့
မိသားတက်သေးဝင်မယ်ဆိုတာလာမဲ့ပင်ကိုပြေးတွေ့တာတက်သေးဝင်မှုတော့ရှောင်ကြတင်ကြထွက်ပြေးကြတယ်ရုပ်ပေါလုံးပါတယ်မိရဲ့ပြီးတော့ဒါဘလို့သားလဲစစ်သားတယောက်ကသားလေးမိရဲ့တက်သေးမဝင်မယ်နဲ့တော့မှမိသားစုကာကွယ်ဖို့တော့ဒါစစ်တိုက်ခဲ့သေးတာပဲမိရဲ့အခုလိုချိန်မှာတိုင်းပြည်ကသားတို့လူငယ်တွေအောက်လိုအပ်နေတာမိရဲ့သားတို့တိုင်းပြည်တော့ဒါအလုပ်လုပ်မှယောက်ျားပိသားမှာမိရဲ့အဲ့ဒါကြောင့်သူများတွေလာခေါ်တော့ဒါမဆောင်တော့တာ အမေမငါတားရီတယောက်တည်းကြံတော့လို့ဆိုရင်ပြီးပြောမိတာပါတားရဲ့ တတိကြောင့်ရှောင်ပြေးနေမယ်စားခတ်တင်းနေမဲ့ရင်ခေါ်ထားလိုက်တော့မယ်မိရဲ့နှစ်ဆိုတဲ့အချိန်ကလည်းတိတ်မကြပါဘူးမိရဲ့အဖေလိုမျိုးတက်ထဲမှာနှစ်30လောက်လုပ်ခဲ့တဲ့သူတော်မှာနောက်ဆုံးတည်တဲ့အချိန်ဒီစစ်သားဘဝကိုချစ်ခဲ့တာပဲလေမိပြီးတော့ခင်သစ္စာလိုမင်းကလေးတော်မှာတက်ထဲရောက်နေပြီမိရဲ့ စဉ်းစားအောင်တော့တားရဲ့အမေရတော့လေငါသားပါပဲလုံးလုံးအားဖိနေမယ်အမေပါ ဘယ်လိုကိုကြီးကပြည်သူစစ်မှုတန်းအမှတ်စင်တက်ကိုတက်မလို့ဟုတ်လားဟိုကြီးမို့အောင်ဘာမှမပြောဘူးလား အမေကတော့ဘယ်စိတ်ချမလဲညီမလေးရဲ့ဒါပေမဲ့ကိုကြီးတို့စစ်သားသားသမီးတွေမဟုတ်ဘူးလားတက်မတော်တဲ့ဝင်မအောင်ဘယ်မိဘထားမှာလဲပြီးတော့အခုချိန်မှာတိုင်းပြည်ကကိုကြီးတို့လိုလူငယ်တွေကိုလိုအပ်နေတာလေကိုကြီးတို့ကလည်းတစ်ဖက်တစ်လမ်းကနေပြီးတော့ကူညီပေးရမှာပေါ့ညီမလေးရဲ့ညီမလေးတော့မှတတိရှိရှိနဲ့တက်မတော်တဲ့ဝင်ငယ်သေးတာပဲဟုတ်ဘူးလား ဟုတ်တယ်နော်ကိုကြီးရဲ့ဆုံးဖြတ်ချက်ကိုလေတားရန်လေးစားပါပြီသီလား ညီမလေးကကိုကြီးကိုလေးစားရုံပဲလားတခြားရောဘာရှိသေးလဲ ကိုကြီးကလည်းတခြားဘာရှိရအောင်မလဲ အင်းပါအခုချိန်မှာဘာခံစားချက်မရှိသေးဘူးဆိုနေထားပါတော့ဒါမဲ့လေညီမလေးရင်ထဲမှာခံစားချက်တွေရှိလာတဲ့ချိန်ကြလို့ရှင်တော့ကိုကြီးကိုအသိပေးရမယ်နော် ဟာဟိုကိုကြီးကလည်းဘာတွေပြောနေမှလည်းမသိဘူးဟိုတင်နေရအောင်ဒါ queue ဆိုင်ဟုတ်ပြီလားဒါပဲနော် စစ်သားတယောက်ရဲ့သားစစ်သားလုပ်ဖို့ဆုံးဖြတ်တာအမေကျင်တတ်တဲ့သားဖေတို့တန်းစီတိုင်းသစ္စာဆိုသလိုပေါ့အခုလဲကြာဆုံးသွားတဲ့သားဖေရဲ့သစ္စာငါသားစောင့်သိတယ်လို့ပဲအမေရှုံးပါတယ် ဖေဖေနဲ့ညီလေးလည်းတက်မလုံးကနေကျင်းနေမှာပါမေတရေဘောကြောင့်လည်းဒါဟုတ်အဖေလုံးဝမမြင်ချင်ဘူးဆိုတာဒါသိတယ်မေ ဒါနဲ့သားဖေနဲ့သားရဲ့ညီတွေလက်စားချေဖို့ဆိုတဲ့စိတ်နဲ့သားရတတ်သေးဝင်လာလား လက်သေးစိတ်လို့လက်ထိတ်နာတယ်မှာတတိရှိတဲ့စစ်သားကောင်းတယောက်ဖြစ်တာလေမေ သားရဲ့အဖြစ်ရောအမေကျင်တတ်ပါတယ်သားရဲ့သားလက်ကိုဆွဲပြီးအမေလိုက်မပို့နိုင်မယ်မယ်သားတက်သေးကိုရောက်လာမယ့်အချိန်မှာတော့တပြေပန်းကမ်းပြီးလာကုံပြုတ်နိုင်အောင်အမေစူးစမ်းမယ်သားဟုတ်ပြီလား ဟုတ်ကဲ့မေအဲ့ဆိုတော့ရမယ်နော်မေ Friday ချက်အောင်မလေး online တီကို My Telephone မှာဖြင့် star 117# ကိုခေါ်ဆိုပြီးကန်ဆယ်နိုင်သည့်အပြင် online ငွေပေးချေမှုပေါင်းများစွာဖြင့်လည်း OAU ကန်ဆယ်နိုင်ပါပြီ။ online တီဒီပေါ်ရဲ့ EBU 5 digit online တီနဲ့အတူ ဖ
fresh လာငယ် Answer ပျော်ရွှင်တကုတ် fresh lemon sparklingတရားကိုငယ်လိုတန်ဖိုးထားအမှန်တရားမျက်နှာတို့အသက်ပမာတို့လူငယ်မျိုးဆက်တွေများရဲ့တာဝန်ကျေစီမဲနေလက်စင်ကတဲ့တမိုင်းရဲ့မွေ โอเคလေဒါဘာမှခက်ဘူး တို့မျိုးဆက်အနာဂတ်တွေနောက်တစ်ချိန်ငြိမ်းချမ်းမဲ့ကဘာတစ်ချက်ခိုင်နေတော့မရိုင်လဲတော့တို့သစ္စာတရားနာလေမာရီလန်ကိုလေမလိုက်ဘူးအတိညာရှိသူမို့မမိုက်ဘူးတို့အင်အားဒီစင်အလားနေ ကဲပြောမင်းတို့ကဘာလဲငါနဲ့ဘာကိစ္စစင်းရှင်းတာရှိသေးရလဲ အောင်ကြဆုပ်စရာတော့အများကြီးရှိတယ်ဒီဒါပေမဲ့မင်းနဲ့တော့မဟုတ်မင်းနဲ့ငါတို့နဲ့ကြားမှာအားလုံးအေးဆေးဖြစ်သွားတယ် ဒါဆိုမင်းတို့ကောင်နဲ့ဒီဘယ်လိုရောက်လာလဲဒီနေရာနဲ့မင်းတို့နဲ့ဘာမှမဆိုင်အောင်ထင်တယ်နော် နိုင်ငံတော်ကြီးကိုချစ်လို့တက်မတော်ကြီးကိုအင်အားဖြည့်ဖို့အချုပ်ချအာဏာဘာညာကာကွယ်ဖို့ အဲ့ဒါကြီးတခုမှမဟုတ်ငါကောင်ရင် ဒီပေါ့အဲ့ဒါတွေမပြောလဲငါတို့တက်သေးဝင်လို့ရတယ်မဟုတ်လားမင်းဘာသိချင် မင်းတို့ရွေချက်ကောင်းကောင်းနဲ့ရောက်လာလဲကောင်းတာပေါ့ကွာ ငါတို့ကစစ်သားဖြစ်ချင်တာတက်တက်ပဲရှင်းအောင်ပြောရရင်ချချင်တာတိုက်ချင်တာမိုက်ချင်တာ ရေချက်မတူရင်တော့ငါတို့ပြောတဲ့စကားတွေကိုစကစ်လိုက်ငါတို့ကကိုမျိုးကိုစွန့်လာခဲ့ရတာကွာဟိုကောင်တွေကတနက်ရပြီးရှောက်ရမ်းနေတာတဲပေါက်လို့ငါတို့ဒီရောက်လာ ဟုတ်တယ်နေချုပ်ရရင်အဲ့ဒါပဲမင်းဖေနဲ့မင်းကြီးတေကွာလည်းငါတို့ကြားတယ်မင်းဖေပြောင်းနေမှမသိတာတခုပဲအခုလို့ပြန်တွေ့တော့ဝမ်းတာတယ်ဒါပဲ အေးပါကွာမင်းတို့ညာသားတွေဘယ်လောက်မိုက်လဲကြီးကြသေးတာပေါ့ မင်းတို့ဒီเจ้าတော်ကနေပြီးတော့လက်ရုံးရင်နှလုံးရင်ပြေးသွားတဲ့သင်ခန်းစာများကိုပို့ချသင်ကြားသွားမှာဖြစ်တယ်မင်းတို့စစ်တီတော်ကောင်းတယောက်ဖြစ်ဖို့အတွက်ဒီเจ้าတော်ကနေသင်ခန်းစာတွေကိုသင်ကြားပို့ချသွားမှာဖြစ်တယ်မင်းတို့ကနိုင်ငံတော်ရဲ့လူရဲချက်ရပထမဆုံးတာဝန်ထမ်းဆောင်ခွင့်ရတဲ့ပြည်သူစစ်မှုထမ်းစစ်တီတွေဖြစ်တယ်မင်းတို့ရဲ့စစ်မှုထမ်းကာလအင်မတန်တိုတောင်းပါတယ်နှစ်နှစ်ဆိုတဲ့အချိန်ကာလတစ်ခုဟာလူဘဝတက်တန်းနဲ့နှိုင်းရှင်ပြန်မှတ်မိဖို့တော့ခက်ခဲတဲ့အချိန်ကာလတစ်ခုဖြစ်တယ်။မင်းတို့တာဝန်ထမ်းဆောင်ကြရတဲ့နှစ်နှစ်တာကာလအတွင်းမှာတပ်မတော်သားတယောက်ဖြစ်ယုံကြည်မှုအပြည့်နဲ့ရှိနေဖို့လိုတယ်။ဒါကြောင့်စစ်တီတော်ကျင့်ဝတ်မှာပါတဲ့ကျင့်ဝတ်60ကို
တင်ကြားရှင်းလင်းသွားမှာဖြစ်တယ်စစ်သားဆိုတာဘလောက်ပဲအချိန်တူတောင်းပါစေတခါစစ်သားဖြစ်ဘူးတဲ့ဆိုရင်ထာဝရစစ်သားဖြစ်ရင်ထဲမှာခံယူထားကြရမယ်အခုတင်ကြားပို့ချပေးမဲ့ကျင့်ဝင်60ကိုမင်းတို့တသက်တာတိဆွဲဆွဲမြဲမြဲကျင့်ကြံသွားမယ်ဆိုရင်တော့ဘဝတိုးတက်မှုအတွက်အထောက်အကူရရှိနေမှာဖြစ်တယ်ဘုန်းကြီးယဟန်တန်ဃာတွေအတွက်ဝင်းကြီးနဲ့ညီကျင့်ကြံနေထိုင်ပါမှကြီးညိုပဲကောင်းတဲ့တာသနာအာဇာနည်တွေဖြစ်လာမှာဖြစ်တယ်စစ်သားတယောက်အတွက်လည်းစစ်တီတော်ကျင့်ဝတ်များနဲ့ညီလိုက်နာနေထိုင်ပါမှနိုင်ငံတော်အတွက်အဖိုးတန်စစ်တီတော်များဖြစ်လာသလိုပြည်သူလူထုကလည်းယုံကြည်ကိုးစားတဲ့တပ်မတော်သားကောင်းများဖြစ်လာမှာဧကမလွဲဖြစ်တယ်ဝီနိုင်ငံခြားပြောတော့ကြားပြီလား နှစ်ပတ်ပဲရှိပါသေးတယ်ဆရာကြီးဟိုကကပန့်ကိုသတင်းပို့ပေးရတဲ့ကျွန်တော်တက်ပြောင်းကိစ္စတွေကိုလုပ်ဖို့အတွက်တက်ရင်ကိုပြန်လာခဲ့တာပါ ဟိုဘွေးကတက်ပြောင်းတော့ပါလားတဲရုံရောက်တော့သိမကြသေးဘူးနော် ဟုတ်ပါတယ်လိမ့်ဆန်စီကူနဲ့ပတ်သက်တဲ့ဒီပလိုမာတစ်ခုကိုထပ်ပြီးရလိုက်တော့သူနဲ့သက်ဆိုင်တဲ့နေရာတစ်ခုကိုပြောင်းရတယ်လေပြောင်းရရဆိုရင်လည်းဗျာဒီဝန်တင်တက်ရွေးနေရှိတဲ့နေရာကိုတော့ကျွန်တော်လှည့်ပတ်ပြီးသွားလာနေရအောင်ပါ။အော်ဒါနဲ့တိအောင်ဘယ်ရောက်သွားလဲဆရာကြီး။သူဗာမေဂျာရလေဗျ။ သမီးကတက်တဲ့ဝန်ဆောင်ကြီးဘွေးရဲ့ကွန်ပျူတာဒီပလိုမာမျိုးသမီးတက်ချက်ကြီးစီးတင်တဲ့ ဟောတကယ်လားဗျ။အော်ဘုကောင်းလိုက်တာဗျာ။သူရထား MNS ဆိုလို့ရှိရင်တခြား institute တစ်ခုကိုတက်ဖြစ်မယ်လို့ကျွန်တော်ထင်ထားတာဗျ။ သမီးရဲ့ရွေးချယ်မှုပဲပေါ့သမီးရဲ့တိတ်တနာကြကောင်းပါတယ်သူ့ဘဝသူလည်းနားလဲတယ်ဖေကိုဝင်တော့ဝင်ပုံဖြစ်စေချင်တာရဲ့သူစိတ်ပါလက်ပါဖြစ်နေတာရဲ့ကြောင့်ပါ ဒါမဲ့လေဆရာကြီးတားမယ်ဆိုတော့ तू လက်ခံပါပါဗျ။ तू ကတိတ်ကိုနှုတ်နေပါသေးတယ်။စစ်သားတယောက်ဆိုရဲဘွာသူ့အတွက်အဆင်မပြေနိုင်ဘူးလို့ထင်တယ် ကျွန်တော်နိုင်ငံရဲ့လက်ရှိအခြေအနေကစစ်သားသွေးပါတဲ့သမီးကိုရက်ခန့်နေတယ်ထင်ပါရဲ့ဘိုးကြီးနဲ့ကျွန်တော်လည်းပြောခဲ့ဘူးလေတောင်တွင်းရှင်ကြီးမယ်ရဲ့စစ်မှာတမိုးဆိုအိုင်ကြီးလို့ဘိုးကြီးမှတ်မိသေးလား ။မှတ်မိပါရဲ့ဆရာကြီး စစ်တဲ့သူငယ်လီငယ်ချင်းကောင်းရောင်းမတွေသူများမောင်မှာစစ်တန်ကြားရင်နာဖျားဥပဲခူကြတယ်နှမထွေးမဲ့မောင်မှာစစ်တန်ကြားရင်ရွှေသားပိုက်ကအိုးစားဖက်ကိုလိုက်လို့ရှာသည်ဆိုတာမျိုးပေါ့ဘိုးကြီးရဲ့အခုကျွန်တော်တိုင်းပြည်စစ်တန်တွေကြားနေရတဲ့အချိန်မှာသမီးတို့တို့ငယ်ရွယ်တဲ့မျိုးဆက်တဲ့ယောက်ျားလေးမိန်းကလေးတချို့ဟာအိုးစားဘက်ကိုလိုက်ဆိုင်တိုင်းပြည်မပြိုကွဲအောင်ကာကွယ်ဖို့တက်ထဲကိုဝင်ကြတယ်။ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအနေအထားအရသစ္စာရှိတဲ့အိုးစားဘက်တွေအများကြီးလိုအပ်တယ်။အိုးစားဘက်ဆိုတာတိုးတဲ့တူတူဆိုင်ုံနဲ့ခေါ်လို့ရတဲ့သဘောမဟုတ်ဘူး။ပြောင်းစံပဲစားစားစကွဲချက်ပဲစားစားအစိတ်အတောက်ပါတီဖြစ်စီတလွတ်ကိုဘေးချရင်လည်းအချင်းချင်းယုံကြည်စိတ်ချစွာစားတော့ရင်လည်းတိုက်ပွဲဝင်ရတဲ့သူတွေသစ္စာရှိတဲ့သူခေါ်တာဘူး။အခုတပီးကဦးစားဘက်တွေတင်တူတထဲရောက်သွားတာပါတိုင်းသူပြည်သားလူအများတို့လေရေမြင့်တခင်ရွှေနှန်းရှင်ထေပြာကြီးအမိတ်တော်ရှိလိုက်ဒီမှာတိုင်းနိုင်ငံအားမခံမညဖောင်ကာချာနာထိပါစော်ကားလာတော့ရန်အပေါင်းကိုတတ်တော်ချီ၍ကိုရောတိုင်းနေနေမည်ဖြစ်ရာရဲစွမ်းတတ္တိနှင့်ပြည့်စုံပြီးပြိုမြစ်တမာသောလူငယ်လူရွယ်ယောက်ျားတိုင်းသည်အမှုတော်ထမ်းဆောင်ရန်နေဇာယာတစကားများသို့
စရင်ပေးသွင်းကြစေရန်ထိဖျားကြီးအမိန့်တော်ရှိလိုက်သည် ကြည့်မตาနဲ့ပါလားမပြောချင်ပါဘူးအေးကျုံမောင်ကြီးလေကျုံမောင်ကြီးပေါ့တော့မောင်ကြီးကဘာဖြစ်လို့တော့သူများမောင်ကြီးတွေဆိုရင်ရွှေနန်းတော်ကစစ်တီစစ်နဲ့အမိန့်တော်ကြားရင်နာကျင်ဖျားကျင်ဆောင်ရတာနဲ့မတန်မဆန်းဆောင်ရတာနဲ့မှုတော်မထမ်းရအောင်ဥပေတမင်သုံးပြီးခုကရှောင်ရှားကြတယ်ဒီဟုတ်တယ်လေရုပ်တော်မောင်ကြီးတွေကိုတိုင်းကားနေဝေးစစ်ချီသွားဖို့မလွတ်နိုင်ပါကျုပ်ရဲ့မောင်ကြီးကတော့စစ်တီစစ်ဆိုတဲ့မောင်ချင်းလေးတန်ကြားတာနဲ့အမြဲတမ်းအတတာသွင်းနေတဲ့သူ့ဆောင်ဓာတ်ကိုပိုက်ပြီးစစ်ဆိုရကိုတွားဖို့ပြင်းနေရဲ့သူတယောက်တည်းတော့မဟုတ်ဘူးနော်သူ့လူအိုးစားပဲရဲမယ်တွေကိုပါရှာပြီးတွားမှာတဲ့တိုင်းပြည်နဲ့ဘာသာသာသနာကိုကာကွယ်ဖို့တာဝန်ရှိတဲ့လေကျုပ်ဘယ်လိုတာမရပါဘူးတော့လမ်းခရီးမှာသူ့စားရအောင်မိခါချောက်ကလေးတွေကိုကိုယ်တိုင်စီစဉ်ပြီးထည့်ပေးလိုက်ဖို့တပ်စခန်းကိုလိုက်သွားပြီမဲ့သူကစစ်ချီသွားပြီမို့မပေးလိုက်ရပါဘူးတော့အခုလိုမျိုးလူတဲနေပုံမျိုးနဲ့လမ်းခရီးမှာအစင်မပြေပါမလားနော်မလားတော့
လေးချက်ပိုးပြီးချောတဲ့ဖြူတဲ့ရုံးလူလေးတွေတွေ့ရင်မောင်လေးကယူမမဟုတ်လားတော့စစ်မဆွေမျိုးဘဝမောင်မရှိသလားတော့စစ်မဆွေမျိုးဘဝမောင်မရှိသလားတော့ရုံးတီကိုစစ်ချီဖို့ခလောက်တောင်တက်ကြွနေရရင်တစ်ခေါက်စစ်ချီသွားတော့ကဆွေမျိုးတော်ခဲ့တဲ့သူတွေများရှိနေလို့လားစစ်မတမှုနှမလေးနဲ့တဲ့ဖြူကိုမယူဗျာစစ်မယောမနှမလေးနဲ့တဲ့လောက်ကိုမရဘူးဗျာဟိုးရှည်တန်းစစ်မြေကရုံးကြီးမှာရင်းလူမလေးတွေဘလောက်ဖြူဖြူဘလောက်ချောချောဟောဒီကမောင်ကြီးရဲ့တစ္ဆာကတော့နှမလေးပေါ်မှာဘယ်တော့ခါမှမပြတ်ခဲ့ပါဘူးကွယ်စစ်မဆွေမျိုးဘဝမောင်မရှိဘူးဗျာစစ်မဆွေမျိုးဘဝမောင်မရှိဘူးဗျာတိုင်းလူကြီးကသူတို့များတို့လေရင်းမြစ်တစ်ခင်ရွှေနှန်းရှင်ဒီဖရာကြီးအမိန့်တော်ရှိဒီမှာတိုင်းနိုင်ငံအားမခံမညာထောင်ထားချနာဖိပါစော်ကားသောရံပေါင်းကိုတတ်တော်ချီ၍ကိုတော်တိုင်နေနေညီဖြစ်ရာရဲစွမ်းတတ်တည်နှင့်ပြည်စုံပြီးပြုံမြင့်တမ်းမာသောလူငယ်လူရွယ်ယောက်ျားတိုင်းသည်အမှုတော်ထမ်းဆောင်ရန်မိစက်ရာတပ်စခန်းများသို့စရင်ပေးသွင်းကြစေရေမြေတခင်ရှင်မရင်ကအမိန်တော်စာနဲ့အမိန်တော်စာနဲ့အပါချရီလိုက်ရတော့မယ်အပါချရီလိုက်ရတော့မယ်အရေးတော်ပေါ်ပြီးရောင်းရင်ရေရွှေနန်းတော်ကအမှုတော်ထမ်းဖို့အမိန့်တော်ထုတ်နေပြီဗျကျုပ်တို့လည်းဒီခွင့်ရေးကိုအမိရစုပ်ကန်ပြီးယောက်ျားပါသားလူစွမ်းလူစားပြရသေးတော့ပါဗျာမှန်ပြီလေရောင်းရင်ကျုပ်တို့တိုင်းပြည်တော့ကျုပ်တို့မှအမှုမထမ်းရင်အခုလိုအရေးပေါ်လာတဲ့အခါဘသူကလာပြီးကဝယ်မှာလဲကြားပါတယ်ဗျာအခုပဲစီးပွားပေးကြဖို့မြင်းမအောင်ကိုကျော်မကလာဒါမမိုးကြိုရုံးပစိုးနဲ့အကောင်းဆုံးွယ်ပမာပုံနဲ့အစွမ်းပြနဲ့မြမလူငယ်ရေးကြီးရောက်တော့ရွံ့ကြောက်ကင်းနဲ့အရေးရဲ့ကုန်းဝမတော်တိုင်းရဲ့အတွက်အသက်ကိုပုံမြင်းတကမြင်းမှာအုံးငွေအောင်မြင်းကအကောင်းဆုံးဓာတ်တကဓာတ်ထဲမှာလဲမိုးကြိုးသားနဲ့ထည့်သွင်းပြီးတွန်းလှုပ်ထားတဲ့ဓာတ်ကအကောင်းဆုံးပစိုးမှာတော့ရွံ့ကြီးကရက်လုတ်တဲ့ပစိုးကအကောင်းဆုံးလို့ဆိုတယ်မို့လားတွေ့တော့ကြည့်ရဲ့မှန်ပြီလေရောင်းရင်ကျုပ်တို့တွေကလည်းယောက်ျားတဲ့မှာစစ်သားတကစစ်သားတဲ့မှာတက်မင်းကြီးရဲ့အရေးကြီးဆုံးအထူးကြိုဆုံးတစ္ဆာရှိဆုံးအားထားရဆုံးယုံကြည်ရဆုံးရင်းမဲ့တော်တွေကြည့်ရစေမှာပေါ့ဗျာစစ်တီပုံမှာကျွယုံစားမို့မောင်ကလေးမောင်သာလိုက်တယ်တရင်တက်ဖွဲ့တွေမှာတာဝန်ပေးရနိုင်မှုအတွက်မင်းတို့ရဲ့စံသားနဲ့ညီမင်းမြတ်စစ်စစ်သွားမှာဖြစ်တယ်မင်းတို့အဆိုကားတွေတူရီယာတီးမုတ်ချင်းတွေနဲ့ဓာတ်ပုံဗီဒီယိုရိုက်ကူးခြင်းတွေမှာကျွမ်းကျင်မှုရှိမရှိစစ်ဆေးမှာဖြစ်တယ်ရင်မောင်းအတွက်ဆိုရင်မင်းတို့ရက်သားဘွားတွေကရင်မောင်းနိုင်စင်ပါမယ်အဖေရောထောက်ပွင့်ရှင်မောင်းမယ်လားထောက်ဖို့တက်ကဆိုရင်တော့ဟုတ်ပါဘူးဒါပေမဲ့တရားဝင်တရားပါမိတဲ့ပုံကြီးကြည့်ပြီးထိုင်းလို့နေတယ်ဒါမဲ့လွမ်းရတာလေငိုရတာမာလီကိုရညီမလေးလည်းမသိတော့ပါဘူးမိုင်းကိုဒီယူရိုဆိုင်နော်ပြီးတော့ဒါပဲလုံးဘုံရအောင်လုပ်တော့ကိုနော်